the beach နဲ့ on the beach နဲ့ဘာကွာလဲအားလုံးမင်္ဂလာပါဒီချက်မော်နီကာပါဒီနေ့မှာတော့ဒီချက်က at the beach နဲ့ on the beach နဲ့ဘယ်လိုလေးကွာရဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ at the beach ကကျွန်တော်တို့ဒီချက်တို့တွေကမ်းခြေမှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုဆိုတော့ဒီချက်တို့တွေကဒီကမ်းခြေတစ်ခုလုံးမှာရှိတဲ့ဒီ seashore area တစ်ခုလုံးမှာရှိတဲ့hotel မှာပဲကိုကရှိနေကမ်းခြေကအင်္ဂလိပ်တစ်လုံးမှာပဲရှိနေကမ်းခြေကအုံးမေအောက်မှာပဲရှိနေဒီကမ်းခြေ area တစ်ခုလုံးကြီးကိုခြေရ generally ခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင်တော့ at the beach I'm at the beach ဒါဆိုလို့ရှိရင်ကမ်းခြေရောက်နေပြီဒါဆိုလို့ရှိရင်ခြေတို့ကမ်းခြေမှာရှိတဲ့ကားပေါ်ကဆင်းလာတဲ့နေရာလေးမှာပဲဖြစ်ပြောလို့ရှိရင်လည်းပြောလို့ရပါတယ် okay ဒါဆိုလို့ရှိရင်တော့နောက်တစ်ခုဆက်သွားမယ် on the beach ကကျတော့ခြေတို့တွေလုံးဝဒီပင်လယ်ရေနဲ့သဲတောင်နဲ့ဆက်နေတဲ့နေရာလေးပေါ့နော်ဒီသဲတောင်ပြင်ပေါ်မှာရှစ်ဆက်သွားရင်ပင်လယ်ပဲရှိရတယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင် Chira on the beach လို့သုံးပါတယ်ဒါ physically လုံးဝဒီကမ်းခြေတဲတောင်ပြင်ပေါ်မှာလုံးဝရောက်နေပြီဆိုလို့ရှိရင်တော့ Chira က on the beach လို့သုံးပါတယ်အဲ့တော့ I'm on the beach ဒါဆိုလို့ရှိရင်တဲတောင်ပြင်ပေါ်မှာရောက်နေပြီဆဖီရိုက်မယ်ဘာညာတာကဒါမျိုးတွေဆိုလို့ရှိရင် Chira က on the beach လို့သုံးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီ at the beach နဲ့ on the beach ရဲ့တူမလို့လို့နဲ့နည်းနည်းလေးကွဲနေတဲ့အဓိပ္ပာယ်ကိုနားလည်မယ်လို့ညွှန်လင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်